အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ review ပေးသွားမယ့်ဇာတ်ကားလေးကတော့2025ထွက်ကိုရီးယားနန်းတွင်းကားလေးပဲဖြစ်ပါတယ်ရှင်ဇာတ်ကားလေးရဲ့နာမည်ကတော့ The Haunted Palace ဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာဆိုရင်တော့ BTOB ရဲ့အဖွဲ့ဝင်ရွတ်ဆန်ဂျေးနဲ့2521ကားထဲမှာဂိုယူရင်အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင်အလှလေးဘိုနာနဲ့Flower of Evil မှာမင်းသားကြီးကင်ဂျီဝွန်တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇလန်းလေးရဲ့အစားမှာတော့ယွန်းကတ်ရွတ်ဆန်ဂျေးဟာဘရင်အားကိုအားထားရတဲ့နန်းတွင်အမှုရန်တစ်ယောက်ပါ။တနေ့မှာတော့ဂန်ချောခေါ်အီမူဂီလို့အမည်ရတဲ့ရေနဂါးဟာကောင်းကင်မော်တက်ဖို့ကြိုးစားနေတဲ့ဒန်နာအီလာတတဝါဟာယွန်းကတ်ရဲ့ခန္ဓာကိုယ်ကိုအပိုင်ရယူသွားပါတယ်။အဲဒီနောက်ယွန်းကတ်ဟာအပြုအမူစတင်ပြောင်းလဲလာပြီးလူတွေစီကအကြည်ညိုပြတ်ခံစားလာရပါတော့တယ်။ရုံးကက်ရဲ့အတိတ်တုံးကအချစ်ဦးရောဤဘိုနာကတော့နတ်ဆီယာမတဦးရဲ့မြေးမဖြစ်ပြီးဝိညာဉ်ရေးရာပါရမီကိုအမွေဆက်ခံထားသူတစ်ယောက်ပါဒါပေမဲ့သူမကနတ်ဆီယာဖြစ်လာမဲ့ကံကြမ္မာကိုညှင်းဆန်ပြီးမျက်မှန်ပြုလုပ်သူအဖြစ်အလုပ်လုပ်ပါတယ်ဒီလိုနဲ့တရက်မှာတော့ဝိညာဉ်တွေနတ်ဆိုးတွေပြည့်နေတဲ့နန်းတော်ကိုဝင်ရောက်ဖို့အကြောင်းဖန်လာပါတယ်တစ်ဖက်မှာလည်းတိုင်းပြည်တိုးတက်ပြောင်းလဲဖို့စိတ်အားထက်သန်တဲ့ဘရင်လီဆောင်ကင်ဂျီဝွန်ကနန်းတွင်းဆမ်းပြီးမယုံနိုင်စရာဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါယွန်းကတ်ရဲ့ခန္ဓာကိုယ်နဲ့အီမူဂီဝိညာဉ်ရေးရာပါရမီပါတဲ့ယောဤတမဖြောက်မှတ်တဲ့ဘရင်တို့ပူးပေါင်းပြီးလှုပ်ဝက်ချက်တွေကိုဘလို့အပြေရှာထုတ်သွားမလဲဆိုတာကိုရိုမန်တစ်ဆန်ဆန်တလဲဟာတာတလှဲ့ဝမ်းနဲ့စရာတလှဲ့နဲ့ဇက်ကွက်ဆန်းဆန်းလေးတွေရိုက်ကူးတင်ဆက်ထားတဲ့နန်းတွင်းစကားကောင်းလေးတကားကိုကြည့်ရှုအပန်းဖြေဖို့အတွက်ညွှန်ပေးလိုက်ပါရှင်စကားကောင်းလေးများကိုထပ်မံပြီးတော့ review ပြုလုပ်ပေးသွားပါမယ်ရှင်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်차근차근 괴롭혀주려고 그러지.